လူတွေးမျက်စိထဲမှာအတုံးမကျတန်ဖိုးမရှိတဲ့လူတစ်ယောက်လိုမြင်ခံရတဲ့အိမ်အောင်ရှိသူတစ်ယောက်ကတကယ်တော့လှုပ်ဝက်ထားတဲ့မာရှယ်အပညာရှင်ကြီးတစ်ယောက်ဖြစ်နေခဲ့တယ်။သူ့အကိုမောင်မက်ကအမြဲတမ်းသူ့ကိုလှောင်ပြောင်နေတတ်ခဲ့တယ်။တနေ့မှာတော့မြေပဲတစ်လုံးပစ်ပြီးသူ့ကြောကိုထိစေကလဲကျအောင်လုပ်ပြီးလူတွေရဲ့အောင်ကြိုးစားခဲ့တယ်။ဒါပေမဲ့သူလဲကျမဲ့အချိန်မှာလက်တစ်ဖက်နဲ့သူ့ကိုယ်သူထိန်းညှိပြီးမြေကိုမထိပဲကဲတင်နိုင်ခဲ့တယ်။ဒါနဲ့ပဲလူတွေအားလုံးကသူ့ကိုကြည့်နေကြတာကိုသူသိလိုက်တော့သူ့ရဲ့အမှန်တရားကိုဖုံးကွယ်ဖို့အလိုလျောက်လဲကျသလိုမိမိကိုယ်ကိုပြုလုပ်ခဲ့တယ်။အဲ့ဒီအတွက်လူတွေအားလုံးကသူ့ကိုရေမောကြတယ်။ဒါပေမဲ့သူ့မိန်းမကတော့သူ့ကိုအလွန်ချစ်တဲ့အတွက်မရေဘူး။အဲ့ဒါကြောင့်မာရှယ်အကြောင်းရဲ့ဆရာကြီးတယောက်သူ့မိန်းမကိုတတ်ဖို့လာတဲ့အခါသူမဖုံးကွယ်နိုင်တော့ဘူး။သူ့ရဲ့တကယ်စွမ်းအားကိုပြသပြီးအဲ့ဒီဆရာကြီးကိုအနိုင်ယူလိုက်တယ်။ဒီကိုမြင်လိုက်တဲ့လူတွေအားလုံးတုန်လှုပ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့မျက်စိထဲမှာအတုံးမကျတဲ့လူတစ်ယောက်လို့ထင်ထားခဲ့သူဟာတကယ်တော့ဒဏ္ဍာရီဆန်တဲ့မာရှယ်အပညာရှင်တစ်ယောက်ဖြစ်ပြီးမြို့ထဲမှာနံပါတ်1တိုက်ခိုက်ရေးသမားလည်းဖြစ်တယ်ဆိုတာသိလာကြတယ်။တကယ်တော့နှစ်များအရင်ကသူ့မိသားစုကိုတပ်ဖြတ်ခံခဲ့ရပြီးတေခံနေတဲ့သူ့အဖေကလက်စားမချပဲတိတ်တဆိတ်ဘဝတစ်ခုနဲ့နေထိုင်ဖို့ပြောခဲ့တယ်။ဒါကြောင့်ပဲချန်မီသားစုရဲ့မောင်မက်ဖြစ်လာပြီးတိတ်တဆိတ်ဘဝတစ်ခုနဲ့နေထိုင်ခဲ့တယ်